ငါကအိမ်တော်ရင်ဖောက်ပြန်တယ်ဘာဖြစ်လဲနင်ပြောသလိုကျွန်းနဲ့ဖောက်ပြန်တယ်ဘာဖြစ်လဲတကယ်တော့နင်ကမှအဲ့ဒီကျွန်းလောက်တော့ငါအတွက်ရင်ခုန်ကြမကောင်းဟုတ်တယ်ငါဝေဝေကျွန်းတယောက်လို့အဆက်ဆံခံရတာလွဲလို့နင်ပြန်ငါဘာရင်းရခဲ့ဘူးလဲဟမ်ဘာရင်းငါရခဲ့ဘူးလဲအေးခုနင်ပြန်မရခဲ့ဘူးလေအကျဉ်းသားတွေဂီယူဆိုင်မှုတွေယူရမှုတွေအားလုံးငါခုရင်းပြန်ငါပြရနေပြီမကြနဲ့အေးနဲ့ဒီတော့ငါချက်ဖို့လေမကြနဲ့မကြနဲ့ပါမကြနဲ့လို့မရဘူးတယူနင်တိတ်ကနားတော့တန်းအေးနင်တိတ်မိုးနဲ့အဲ့ဒီကြုံမောင်းလေငါတိတ်ချစ်တာသူနဲ့လည်းငါဘောကယူရှိစက်ပါနင်စီကကျွန်းတကောင်လို့တက်